သူ့ရဲ့မျက်စိထဲမှာမြင်လိုက်ရတယ်။ဘာတွေမြင်ရတော့ဆိုလို့ရှိရင်တစ်ပင်ငယ်လေးတွေခြုံငယ်လေးတွေမြေကြီးပေါ်ကနေပြီးတော့ပေါက်ထွက်လာပြီ။ဘာမှမကြောက်ဘူး။တစ်ထွာလောက်တစ်မိုက်လောက်တော့မရောက်ဘူး။အဲ့တစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်လာလိုက်ပြီးမကြခင်မဲ့အပွင့်နေပွင့်ပြီးအသီးတွေတီးကြတာကိုသူမြင်တယ်။မြေကြီးပေါ်ကထွက်လာတဲ့အပင်လေးတွေဟာအပင်ပေါက်စလေးတွေဟာခဏလေးနေပြီးတော့ပွင့်သွားကြတယ်ခဏလေးနေပြီးအပွင့်တွေကအသီးတွေတီးတာကိုသူမြင်မဲ့ရတယ်ထူးထူးဆန်းဆန်းကောသလမင်းကြီးကတော့တဘာဝကိုကမြေကပေါက်ထွက်လာတဲ့သစ်ပင်လေးတွေကမြေကပေါက်ခါစားလေးပွင့်လိုက်တာအသီးတွေတီးလိုက်တာခဏလေးပဲသူချက်ချင်းကြီးလို့မြေကပေါ်လာပြီးတော့ပွင့်တာတီးတာကိုမြင်ရတယ်အဲ့ဒါတပည့်တော့အိမ်မက်ထဲမှာထူးထူးဆန်းဆန်းမြင်လဲရတဲ့အချက်ပါပဲလို့ဆိုမြတ်စွာဘုရားကဒါဟာလည်းပဲသင်္မင်းကြီးရဲ့လက်ထက်မှာအကျိုးသက်ရောက်မှုရှိမဲ့အရာမဟုတ်ဘူးသစ်ပင်လေးတွေဟာပေါ်လာပြီးမကြခင်ပွင့်မကြခင်တီးတယ်ဆိုတာတစ်ချိန်ကြာဆိုရှင်လူလောကကြီးဟာတက်တန်းတွေတိုးပြီးတော့တက်တန်းတွေဆုပ်ယုပ်လာတဲ့အချိန်ခါမျိုးကြုံလိမ့်မယ်အဲ့ဒါလိုကြုံတဲ့အခါမှာတက်တန်းဆုပ်ယုပ်လာပြီဆိုလို့ရှိရင်တော့လူတွေဟာအမျိုးသမီးငယ်ငယ်လေးတွေဟာနော်အိမ်တော်ရသားပြုတ်ပြီးတော့ဒီသားသမီးတွေမွေးကြလိမ့်မယ်ဒီလိုအဓိပ္ပာယ်မျိုးကိုဖော်ဆောင်တယ်တဲ့ဟုတ်ပြီဒီကနေ့ဂျာနယ်တွေထဲမှာကြည့်ရင်ကိုနှစ်သမီးကိုဝန်ဆောင်တာတို့ဒါမျိုးတွေပါတွေ့လာရပြီပေါ့နော်အဲ့ဒီလိုအနေအထားမျိုးတွေဖြစ်ပေါ်လာခဲ့တာပေါ့အဲ့တော့ကောသလရဲ့အိမ်မက်ရဲ့အတိုးကျွတ်တက်ရောက်မှုဟာတဖြည်းဖြည်းမှန်းလာပြီလို့ပြောရမှာပဲကောသလမင်းကြီးအိမ်မက်တာသစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်ထွက်လာပြီးတော့မကြဘူးအပွင့်လေးတွေပွင့်အသီးတွေတီးတယ်ဆိုတဲ့အိမ်မက်မှုဟာတဲ့တက်တန်းတိုးလာတဲ့ဆွေးရုံလာတဲ့လူလောကမှာအရွယ်တွေငယ်ငယ်နဲ့အင်အောင်ရသားကြမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေကိုနောင်တစ်ချိန်ဖြစ်ပေါ်လာမဲ့အနေအထားတွေကိုပုဗ္ဗနမိတ်အနေနဲ့မေတ္တာပါသင်္မင်းကြီးအတွက်ဘာအန္တရာယ်မှမရှိပါဘူးလို့မြတ်စွာဘုရားကဒုတိယမြောက်အိမ်မက်ကိုအခုလိုဖြည့်ရှင်းပြီးတော့ဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်